အားလုံးမင်္ဂလာပါ Full Time Live အားကစားကဏ္ဍရဲ့ပွဲချုပ်သုံးသက်ချက်အစီအစဉ်လေးကနေကြိုဆိုပါရစေဗျဒီနေ့ပေါ့နော်29ရက်6လ2025ညနေ6နာရီမှာကစားမယ် Brentford အသင်းနဲ့ Man U အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်သုံးသက်ရွေးချက်ပေးမှာဖြစ်ပါတယ်ပေါ့နော်Brentford ကတော့ဒါပြောမယ်ဆိုရင် Man U ကိုရင်ဆိုင်လာနိုင်တဲ့အနေအထားကသူတို့ရဲ့ပုံစံတိုင်းပဲပေါ့နော် Chelsea ကိုရင်ဆိုင်ခဲ့သလိုပဲဒါ mid block တွေ low block တွေနဲ့ဒါရင်ဆိုင်လာမယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်Brentford ရဲ့ဒီ defense ကလည်းပြောမယ်ဆိုရင်strength ကိုအားပြုပြီးတော့ကစားတယ်ပေါ့နော် strength ကိုအားပြုပြီးကစား physical ပိုင်းရကလည်းဒါပြောမယ်ဆိုရင်တော့ကောင်းမွန်တဲ့အသင်းပေါ့နော်ပြီးတော့ counter attack တွေဆိုရင်လည်းဒါသူတို့ကတစ်လုံးဆိုတစ်လုံးဆိုသလောက်ပေါ့နော်ထိရောက်မှုတကယ်ရှိတယ်ပေါ့နော် set piece တွေဆိုလည်းကြောက်ရတယ်ပေါ့နော်သူတို့ရဲ့ set piece တိုင်းကဒါပြောမယ်ဆိုရင်အသင်းကြီးတွေအတွက်ဒါဒုက္ခပေးနိုင်စွမ်းရှိတဲ့အနေအထားတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့Brentford အနေနဲ့က Man U ရင်ဆိုင်လာမှာကတော့သူတို့ရဲ့ပုံစံတိုင်းပဲဒါအသင်းကြီးနဲ့ရင်ဆိုင်တဲ့ပုံစံတိုင်းပဲရင်ဆိုင်လာလိမ့်မယ် mid block တွေ low block တွေနဲ့ဒါ counter attack ကိုဒါအားပြုပြီးတော့ကစားလာလိမ့်မယ်ပေါ့နော်Man U အနေနဲ့ဆိုရင်တော့ Man U ကတော့လက်ရှိချိန်မှာဒါတိုက်စစ်ပိုင်းမှာပေါ့နော်တိုက်စစ်ပိုင်းမှာကလိုအပ်ချက်တွေအများကြီးရှိတိုက်စစ်မှတ်မှုပေါ့နော်တသင်းလုံးအနေထားမှာလိုအပ်ချက်တွေအများကြီးရှိသေးတယ်Man U အခုလက်ရှိသွားနေတဲ့ပုံစံကတော့ဒါပြောမယ်ဆိုရင်အသင်းကြီးတသင်းရဲ့အနေထားပုံစံမျိုးမဖြစ်ဘူးမဟုတ်သေးဘူးပေါ့နော်မဟုတ်သေးဘူးဘလို့ကြောင့်အဲ့လိုပြောရလဲဆိုရင်ဒါအမိုရင်ကဒါသူကင်ခဲ့တဲ့ supporting ပုံစံအတိုင်းပဲသူကသွားကျင်နေတဲ့ပုံစံရှိတယ်ပဲကျွန်တော်အမြင်ဆိုရင်လေမှန်ကသူ့အနေနဲ့ကဒါMan Uနဲ့လိုက်ရောကြီးတွေဖြစ်မဲ့ပုံစံမျိုးအခင်းချင်းမျိုးပေါ့နော်ဒီအသင်းကြီးသင်းနဲ့ကိုက်ညီတဲ့ပုံစံမျိုးသူသွားတင်တယ်ပေါ့နော်အခုMan Uသွားနေတဲ့ပုံစံကပြောမယ်ဆိုရင်ဒီအဓိကပေါ့နော်အသင်းကြီးတွေမှာအဓိကအရေးကြီးတယ်ပေါ့နော် possession gain ကအဓိကအရေးပါတဲ့အနေအထားမှာရှိနေတဲ့တော့အနေအထားမှာသူ့အနေနဲ့ကအသင်းငယ်တွေသွားနေတဲ့ပုံစံလိုမျိုးဖြစ်နေတယ်ပေါ့နော်ကျွန်တော်အမြင်မှာဘယ်လိုကြောင့်အဲ့လိုပြောလဲဆိုရင်ဘောလုံးရပြီဆိုတာနဲ့မြန်ဆန်ပေါ့နော်မြန်ဆန်ဖြစ်တယ် long pass တွေနဲ့လည်းပို့တယ်ပေါ့နော်ဘေးတက်ကောင်းတည်ပြီးတော့ပေါ့နော်နီးပြီးတော့ကြတော့ထိုးပေါက်တိုက်စစ်စင်တာမျိုးကတိတ်မတွေ့ရသေးဘူးဗျဒီနေ့ဒီချိန်ထိပေါ့နော်ဒါကျွန်တော်ဒါပြောမယ်ဆိုရင်ဒါပကတိအမြင်ပေါ့နော်ကျွန်တော်ဘယ်ဘက်မှကျွန်တော်လိုက်ပြီးပြောတာမဟုတ်ဘူးเนาะအဲ့တော့အမိုရင်ကဒါပြောမယ်ဆိုရင်အခုချိန်ထိကကောင်းမွန်တဲ့ performance ကိုမပြနိုင်သေးဘူးသူကပြောမယ်ဆိုရင်လုံးဝအမိုရင်တဲ့အနေထားကြီးကိုဇွတ်ကြီးပုံသွင်းနေတယ်လို့မျိုးဖြစ်နေတယ်ပေါ့နော်သူပုံစံကဒါအလေလက်အသင်းငယ်တွေမှာသွားတဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်Man Uလိုအသင်းမျိုးအဲ့တော့တကယ်ကဒါနီးပြူဟာကိုအားပြုပြီးတော့ကစားရမယ့်အသင်းမျိုးပေါ့နော်Man Uကအခုကတစ်ဖက်ကတိုက်စစ်ဆင်လာရင်ပိတ်ဆို့ပြီးတော့တားဆီးမယ်ဒါဆိုရင်ဘောလုံးရရင်ရသလိုlong pass တွေနဲ့သွားမယ်ဆိုတဲ့အနေအထားမျိုးတွေMan Uမှာအများကြီးတွေ့နေရတယ်ပေါ့နော်ဒါကတော့အသင်းကြီးသင်းအနေနဲ့ကတိတ်တော့ဘဝင်မကြစရာပေါ့နော်ကျွန်တော်အနေနဲ့ဆိုရင်မြင်တာတော့အဲ့တော့ဒီနေ့မှာလဲ Brentford ကိုသူတို့ဒီလိုပဲလာမယ်လို့ကျွန်တော်မြင်တယ်ကစားကွက်အသာစီးရယူပြီးတော့ possession gain ကောင်းနဲ့ဘက်ပေါင်းဆုံးကနေထိုးပေါက်တိုက်စစ်ဆင်မဲ့အနေထားမျိုးကျွန်တော်ရှိလာလိမ့်မယ်လို့တိတ်ပြီးတော့မထင်ဘူးပေါ့နော်သူတို့အနေနဲ့ဘောလုံးကိုကင်တော့ကင်လိမ့်မယ်ဒါပေမဲ့နီးပြွားမြောက်ကင်တာမျိုးမဟုတ်ပဲねပေါ့နော်ဘောလုံးကင်မယ်ရရင်ရသလိုlong pass တွေပို့မယ်ဖြတ်တင်ဘောတွေပို့မယ်ဒီလိုမျိုးအနေထားမျိုးနဲ့ပဲလာလိမ့်မယ်လို့မြင်တယ်အဲ့လိုမျိုးအနေထားမျိုးလာမယ်ဆိုရင်တော့ Brentford ကအကြိုက်ပဲကျွန်တော်ကတော့အဲ့လိုပဲမြင်တယ် Brentford ကအဲ့လိုမျိုးပုံစံအကြိုက်ပဲဒီပုံစံနဲ့ဆိုရင်တော့ဒါကောင်းတုံ့ပြန်နိုင်လိမ့်မယ်ဗျ Brentford ကအဲ့ဒီအနေထားနေပြီးတော့မှလည်းတစ်ချက်ဆိုတော့ဒါ counter attack တွေကဒီ service တွေကတော်တော်ကြောက်ဖို့ကောင်းတဲ့အနေအထားမျိုးရှိတယ်ပေါ့နော် Brentford ကပြီးတော့မှတ်တမ်းရကြည့်မယ်ဆိုလဲ Brentford ရဲ့ဒါအင်ကွင်းနောက်ဆုံး3ချိန်တွေ့ဆုံမှုမှာ Man U အနေနဲ့ဒါတပွဲသေး2ပွဲရှုံးဆိုတဲ့အနေအထားမျိုးရှိခဲ့တယ်ပေါ့နော်အဲ့တော့နောက်ဆုံး3ချိန်တွေ့ခဲ့တဲ့အတိုင်းအတာမှာလဲဒါ Man U ကမနိုင်ခဲ့ဘူးပေါ့နော် Brentford ကိုအခုလက်ရှိမှာလဲ Man U ကပုံစံပြည့်ရွှင်းနေတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်အသားမကျသေးဘူးပုံစံပြည့်ရွှင်းနေတယ်အဲ့တော့ Brentford ရဲ့ဒီမမထန်တန်းပေါ့နော် defense အားပြုပြီးတော့ဒီ counter attack တွေနဲ့ဒီ service တွေကိုအားကိုးပြီးတော့ရင်ဆိုင်လာမဲ့အနေအထားကို Man U အနေနဲ့ဒါခက်ခဲပေါ့နော်ရင်ဆိုင်ရပြီးတော့ပေါ့နော်ဒုက္ခရောက်နိုင်တယ်လို့ကျွန်တော်မြင်တယ်ဒီညမှာလဲ Man U အနေနဲ့ဒါ Brentford ကို
နှစ်သင်းလုံးအနေထားရဒါခြုံသုံးသက်ကြည့်ရင်မနိုင်နိုင်ဘူးလို့ကျွန်တော်ယူဆတယ်ပေါ့နော် Brentford အနေနဲ့အိမ်ကွင်းမှာအနည်းဆုံးတည်တစ်မှတ်တော့ရယူနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ခြေဖွင့်လင်းမှုရကတော့ဒါမန်ယူက level 80ရှုံးကိုပေါင်းက3လုံး20စာပေးထားတယ်ပေါ့နော်ခြေဖွင့်လင်းမှုရဆိုရင်တော့ဒါအနေထားကပြောမယ်ဆိုရင် Brentford ကမန်ယူကကိုသွင်းအားအဲ့လောက်မရှိပေါ့နော်ကိုသွင်းအားအဲ့လောက်မရှိဘူးချက်သီးနဲ့မှာ Brentford 2 goal ရခဲ့တယ်ဆိုတာလေဒါမထင်မှတ်တဲ့အနေထားတွေကနေပြီးတော့ဒါရခဲ့တယ်ပေါ့နော်မန်ယူဆိုလဲအဲ့လိုပဲပေါ့နော်အဲ့တော့နှစ်သင်းလုံးကဒီပြောမယ်ဆိုရင်ဒီတိုက်စစ်ပိုင်းမှာအားနည်းချက်တွေရှိတဲ့အတွက်ပေါ့နော်အားနည်းချက် Brentford အနေနဲ့ကတော့အခွင့်အရေးရရင်ရတယ်လို့တော့ကိုတွင်းနိုင်တဲ့ရှိတယ်ပေါ့နော်ဒါပေမဲ့မန်ယူရဲ့စိုးမိုးမှုအနေထားအရကတော့ဒါသူတို့အနေနဲ့အများတိုင်းတော့ဒါခွင့်ရရမယ်လို့မထင်ဘူးเนาะအဲ့တော့တိုက်စစ်ပိုင်းမှာလည်းဒါကိုသွင်းနှုန်းကနည်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်အများဆုံး2-1လောက်ထိပဲသွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်ပေါ့เนาะအဲ့တော့ဂိုးပေါင်းအနေနဲ့ဆိုရင်ကျွန်တော်ဂိုးပေါင်းအောက်ကြိုက်ပါတယ်body အနေနဲ့ဆိုရင်တော့ Brentford body ကြိုက်ပါတယ်เนาะဒါညီကိုတို့ဘယ်လိုမြင်လဲပေါ့เนาะညီကိုတို့မြင်လေးလို့လည်းဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်